ုန်းတာတန်ရုံးစီရှိလို့ဘာရှိလို့လဲအဲ့ဒါတိတ်မမုန်းနဲ့နော်ငါဒီလိုသူ့မုန်းတာငါသူ့ကြည့်လို့မရဘူးအဲ့ဒါတန်ရုံးစီရှိနေတာပဲဟုတ်လားကြည့်လို့မရလေးလေးတန်ရုံးစဉ်ကများလေးလေးနောက်ပြီးတော့အဲ့ဒီတန်ရုံးစဉ်နဲ့တွေ့သွားတာချစ်တာလည်းပဲပူတာပဲမုန်းတာလည်းပဲပူတာပဲအချစ်များတော့အပြစ်များတယ်အမုန်းများတော့အရှုံးပွားတယ်တခါကလေးတွေပြောတယ် love is power အချစ်ဆိုတာစွမ်းအားတယ်ချစ်ဆိုတာစွမ်းအားဟုတ်တယ်ချစ်စားခင်စားတော့စွမ်းအားတော်ရှိတာသိလားဘုန်းကြီးတို့ရောမှာအိမ်ဘေးနားမှာခရီးပင်တစ်ပင်ရှိတယ်အဲ့ခရီးပင်ကြီးကတရက်တာ6တာဒါပဲဆိုရင်အဲ့အပင်အောက်ကမဖြတ်ရဲဘူးကိုဖဏတန်ကိုကြားပြီးပြီးတာတရေကတကယ်6တာပေါ့အဖွားတွေကပြောတယ်အဲ့ဒီအပင်အောက်ညမထွက်နဲ့တရေ6တယ်ဆိုတော့အဲ့ဒါကြားပြီးတော့အဲ့ဒီအပင်အောက်ကိုရောက်ရင်စိတ်ကကိုအလိုလိုကြောက်နေပြီးတာပြီးတော့ဖဏကအတန်ကြားတော့လေကိုဖဏတန်ကိုကြားပြီးနောက်ကတရေလိုက်တယ်ဆိုပြီးခစုံပေါက်ပြီးတာဩတရေ6တဲ့အပင်အောက်သမီးစားသွားချင်းတွေ့တာနော်ချင်းစရာမရ love is power ဆိုအဲ့ဒါပြောတာဘယ်လိုရွာမှာအပြိုကြီးတယောက်ရှိတယ်အပြိုကြီးကတရေတာကြောက်တာတရေတာကြောက်တာသူကနေကင်းဘက်တောင်မှရွာထိပ်ကတင်းချိုင်းကုန်းနာကဖြတ်မသွားရဲဘူးနေကင်းကြောင်တောင်တရေကြောက်ဒီတော့အဲ့ဒီအပြိုကြီးကရီးစားရတယ်နဲ့တူတယ်ရီးစားရတော့သူကဖုံးပြောတာဖုံးပြတော့ဘုန်းကြီးတို့ရွာမှာခုထိလိုင်းနေရတိတ်ကောင်းတဲ့နေရာမရှိသေးဘူးတာဝါတိုင်းကမပြည့်သေးတော့လေတာဝါတိုင်းနဲ့မရှိတော့ရွာတွေကဆိုလိုင်းကတိတ်မမိဘူးဘယ်နေရာသွားမိလဲဆိုတင်းချိုင်းကုန်းကြိုင်လိုင်းကကောင်းတာတင်းချိုင်းကုန်းလိုင်းကောင်းတာအဲ့ဒါရီးစားရတဲ့အပြိုကြီးကရွာထဲမှာမောင်ကြီးကြားလာတမောင်မောင်နဲ့အော်ပြောရင်ကြားလာပြောရင်လည်းတင်းချိုင်းကုန်းရောက်သွားဩနောက်တော့အရသာတွေ့သွားအမေနောက်တော့ရီးစားစကားပြောကနေတင်းချိုင်းကုန်းသွားပြီးတော့အမေအုတ်ခုံလေးပါမှီပြီးတော့ပြောလိုက်သေးတာခိုးတော့ကနေခင်းကြောင်တော့တင်းချိုင်းကုန်းကဖြတ်မသွားရတဲ့အပြိုကြီးကရီးစားလဲရရော love is power အချစ်တွေစွမ်းအားတွေတက်ကုန်လားဒါပေမဲ့ပရိသတ်ရဲ့ power တွေများသွားရင် love is suffering ချစ်တွေများသွားရင်အချစ်တွေကပူသွားတာနော်ပိယတော့ဇာယတေသောကောအချစ်ကဆိုရင်ရတယ်ချစ်စခင်စားတော့ပါဝါပဲဘို့ဘယ်နေရာချင်းချင်းရောက်အောင်သွားတယ်ချစ်ပါများသွားတော့မတွေ့ရရင်မနေနိုင်မမြင်ရရင်မနေနိုင်မကြားရရင်မနေနိုင်ဟိုလူနဲ့မြန်စကားပြောရင်ဂျားကခြေဝင်တာဒီလူနဲ့မြန်စကားပြောရင်ဂျားကတန်တရားဝင်တာဆိုတော့ပူတာပဲမို့လားဒါကြောင့်ချစ်ချင်းဆိုတဲ့တန်ရုံးစင်တွေမုန်းချင်းဆိုတဲ့တန်ရုံးစင်တွေကပူတာပဲပြိတ္တိအဲ့ဒီအချစ်အမုန်းတန်ရုံးစင်ရှိရင်ချစ်လို့မနာလို့စိတ်တွေမဖြစ်ဘူးလားချစ်တော့ဝင်းတိုးစိတ်တွေမဖြစ်ဘူးလားအဲ့တော့မုန်း